တိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာသားချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာဝေးရမြေတော်ရွာကလေးကိုဝင်းဒီတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာသားချိန်မှာကစားခဲ့ကြတဲ့